ပြီလေလူမမဲကလေးဝါ်လေးကပေးမင်းလို့ခေါ်ပြီးမရနိုင်နှစ်တွေတော်လီလီပြောင်းပြီးတော်ရဲ့ရင်ထဲမော်တော်ကောင်းမျက်ရည်စေတော်ဦးလေအဖေကိုတတိယအေးလီအမေကိုလွမ်းနေတယ်လေဆွေနေတော့ပြန်လာမလဲလို့တွေးရင်းနဲ့ကိုယ်ပဲရနေတောင်းမျက်ရည်စေတော်ဦးဖေမေတော်ရဲ့ဝါလီမြဲတဲ့တဲ့ကိုပဲမြည်လေနေတိုင်းလဲစုတော်မြည်လေညတိုင်းလဲစုတော်မြည်လေနောင်ဘဝစတိုင်းပေါ်ဒီလိုပြည့်စုံတဲ့ကြုံရစီနေရိုးရှင်သောမိသားစုနဲ့ပြီးဆုံးဖတ်တော်ဆုံးဝင်ပြုလေရပြောင်းမသူတောင်းခဲ့မယ်လေအမြန်ဆုံးသာပြေပေါ်စီတော်လေ